ဒါကတော့လူဝင်စားလေးပါဒါကအတိတ်ဘဝတုန်းကသူ့ရဲ့အဖေပါဒါကတော့ဟိုဘဝတုန်းကအတိတ်ဘဝတုန်းကဟိုဘဝတုန်းကဒီကိုရင်တွေသူ့ရဲ့မောင်လေးပါသမီးလေးအဲ့ဒါဆုံးသွားတာတိလားဘယ်မှာဆုံးသွားတာလဲဒကမလေးက ဆေးရုံကြတယ် ဟမ် ဆေးရုံကြတယ် ဆေးရုံမှာဒကမလေးကဆုံးသွားတာဒါကတော့ဟုတ်တယ်လား ဆေးမှာဆုံးတာဆေးမှာဆုံးပြီးတော့မှအိမ်ကိုပြန်ပေါ်ပြီးတော့အကျိုးလို့ ဗီဒီယိုဖိုင်လေးကတော့ဒါကချင်ပြည်နယ်ကလူဝင်စားတဲ့ main ကလေးရဲ့ဗီဒီယိုဖိုင်ပေါ့နော်သူ့ရဲ့ရင်ဘဝဖြစ်ခဲ့တဲ့အကြောင်းလေးဆွေမျိုးတော်ခဲ့တဲ့မိဘတွေညီကိုမောင်နှမတွေအကုန်လုံးပြန်ပြောနိုင်တဲ့ main ကလေးတဝူရဲ့ဗီဒီယိုပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်အောင်ကြအောင်နော် ပြန်ဝင်စားတာကြည့်စမ်းဟိုဘဝတော့နော်အဲ့ဒါဟိုဘဝတော့အဖေတွေရောမှတ်မိတယ် မှန်ရဲ့ဗျာ ဟိုဘဝအမေလည်းမှတ်မိတယ်သူတို့ရောအဲ့လိုပြောလိုက်တော့သူတို့ရောတိကြတာလား ကြည့်ရဗျာ တိရနော်အဲ့ဆိုရင်ဥဖူးပါရဲ့ကိုရင်နှစ်ပါးရှိတယ်သူ့မှာသားနှစ်ယောက်ရှိသေးတယ်အဲ့ဒီသားနှစ်ယောက်ကလည်းဖုံးရတစ်ဖက်ပဲဒီမှာတင်ငန်းဝတ်တာအခုစိုင်တိုက်ပို့ထားတယ်ပညာရောင်ကြီးမှာစိုင်တိုက်ပို့ထားတယ်အဲ့ဒါတွေ့ကြလားနောက်ခါကျဖုံးကြီးတွေ့ပြီးမယ်နော်တိကထိန်လာမှနဲ့တူတယ်ဖုံးကြီးပင့်ကြည့်ဦးမယ်နော်အဲ့ခါကျရင်အဲ့ဒါကြောင့်မင်းသူ့ကျတော့မောင်လေးပေါ့ဟိုကတော့နဲ့မောင်လေးသူတို့ရောတိကလား ဒီလိုအဲ့တော့မဆုံးခင်တော့မမွေးပါဘူး ။အော်မင်းမဆုံးခင်ကတော့သူတို့မမွေးဘူး။မင်းဆုံးပြီးမှမွေးတာ။အဲ့ဒါဆုံးသွားပုံလိုက်တာနော်။ဆုံးသွားပုံတော့တိကတော့ဘုန်းကြီးပြောကြတာဘလို့ဆုံးသွားတယ်။ အချားနေဗျာ အဖျား ဆေးရုံမှာဆုံးတော့တယ် ဆွေးရမှာဆုံးသွားတာ။အဲ့ဒီဆုံးတော့မေတ္တာဟိုဒီအခုဒီဘဝမှာပြန်ဖြစ်လာတော့အေးအဖေမေလိုလဲတအားတွေ့ကျင်တာပါမင်းရတာ ဒီမှာကအိမ်ကြီးလေးပဲဗျာ ။အိမ်နီးလေး။အော်ငါတမင်မင်းကုလိုကန်ခီးတယ်။ကုလိုပြန်ဆက်လို့မင်းဒါကုလိုကောင်းမှုဒါပြုဖို့ရန်အတွက်ဒါလည်းလူလောကပြန်လာတယ်လို့ပဲပုံညာပေါက်ချက်ချရမှာပဲနော်ဟုတ်လားဆိုတော့ကုလိုလေးပါလေးပြုဖို့ကိုနိုင်ရပြုဖို့ကွာကုလိုကောင်းမှုနော်လူလေးနော်ဟုတ်တယ်မလားအေးကဲတက္ကမတွေတက္ကားတွေလူဝင်စားအဆက်လေးတင်ပေးပါဆိုလို့ဘုန်းကြီးကဒါတင်ပေးရခြင်းဖြစ်ပါတယ်ဒါကတော့လူဝင်စားလေးပါဒါကအတိတ်ဘဝတုန်းကသူ့ရဲ့အဖေပါဒါကတော့ဟိုဘဝတုန်းကအတိတ်ဘဝတုန်းကဟိုဘဝတုန်းကဒီကိုရင်တွေသူ့ရဲ့မောင်လေးပါဘုန်းကြီးရဲ့ဒကမလေးရဲ့မောင်ကိုရင်တွေပါအခုအတိတ်ဘဝကဒကမလေးရဲ့အဖေနဲ့တွေ့ရတော့ဝမ်းတာလား ဝမ်းတာပါဗျာ ဝမ်းတာတယ်နော်အဖေနဲ့တွေ့ရတော့ဒကာကြီးရောအဲ့ဒါသူငယ်ငယ်တုန်းကစကားတွေအဲ့ဒါဒကာကြီးဆိုတာပစ္စည်းတောင်းတာရှိတယ် ငယ်တုန်းကတော့အဲ့လိုတော့မတောင်းတော့တောင်းတတ်တဲ့အရွယ်မြောက်တူရပဲတီးတော့တိပြီဆိုတော့လာနေတော့တာ တိနေလာနေတော့ လာပြီးအဖေမေလည်းခေါ်တတ်ပြီတဲ့ခါက သူကအဖေမေကိုရှာတော့တာဗလားဒကာ တိပြီဆိုလည်းခြာတော့တာပါ သိပြီပစ္စည်းလာတောင်းတာ ပစ္စည်းကနောက်မှတောင်းတာကွာ ပစ္စည်းကနောက်မှတောင်းတာ ကွာ တမီးလေးအဲ့ဒါဆုံးသွားတာတိလားဘယ်မှာဆုံးသွားတာလဲဒကမလေးက ဆေးရုံကြတယ် ဟမ် ဆေးရုံကြတယ် ဆေးရုံမှာဒကမလေးကဆုံးသွားတာဒကတော့ဟုတ်တယ်လား ဆေးမှာဆုံးတာဆေးမှာဆုံးပြီးတော့မှအိမ်ကိုပြန်ပေါ်ပြီးတော့အကျိုးလို့ ဒီဒကမလေးကဆေးရုံမှာဆုံးသွားတာ ဆုံးမှ အိမ်ကို ပေါ်ပြီးတော့မှတကျိုးလို့ တကြူတာအဲ့ဒါဘယ်နှစ်သားလောက်မှလဲဒကတော့ ၄နှစ်ကျော်တယ်တော့၄နှစ်ကျော်၅နှစ်ပြည့်တာနော် 4နှစ်ကျော်5နှစ်ကဲဒကမလေးဘယ်နှစ်လောက်ထင်တယ်နော်အဲ့လောက်ပဲလား4နှစ်ကျော်5နှစ်သူကပြောတယ်သူမွေးထားတဲ့ဒီဒကမလေးမွေးထားတဲ့ခွေးတွေတောင်မှရှိသေးတယ်လို့ပြောတယ် ရှိရဲ့ခွေးတွေကတော့အခုတော့မရှိဘူးနော် အခုတော့မရှိတော့ဘူးနော်ဒီဘက်ကတော့ဒါဒီဒကမလေးရဲ့မောင်ကိုရင်နေဒါပေမဲ့ဒါကတော့အတိတ်ဘဝတုန်းကတော့မောင်ပေါ့အခုကျတော့ဒီဘက်ကဘုန်းကြီးတစ်ပက်ကိုရင်ကတော့ဖြင့်သူကတော့18နှစ်ရှိပြီတဲ့ဒကမလေးကဘယ်နှစ်နှစ်ရှိပြီလဲ 16ပြည့်ပြီကြာ 16ပြည့်ပြီကိုရင်ကျတော့ ဆက်ပါမယ်ပြ 18ဒါဆိုရင်ဒါဒီဘဝမှာတော့ကိုရင်ကအကူဖြစ်သွားတာပေါ့ဘဝတုန်းကတော့မောင်ပေါ့နော်ဒီကိုရင်တစ်ပါးမွေးတဲ့အခါမွေးပြီးမှဒကမလေးကတေးတာလားမမွေးခင်တေးတာလား မွေးတယ် မမွေးခင်ဒီကိုရင်နှစ်ပါးမပွေးခင်ဒကမလေးကဆုံးသွားတာပေါ့အဲ့ဒါတူကြီးတော့သမီးပေါ့ ဆက်ပါဗျ ဒကာတော်ရဲ့တူကြီးတော့သမီး ဆက်ပါဗျ အခုမှ
တည်တဲ့ခါကိုကိုရင်ကြီးကပိုက်ထက်မှာ6လရှိ ဩတည်တဲ့ခါအောင်မှ6လရှိနေပြီ ရှိပိုက်ထက်မှာ ဒီဘက်ကကိုရင်ကြီး6လတော့ ကြီးอ่ะ 6လရှိနေပြီဟုတ်ပြီအဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာမှာကျတော့ကုသိုလ်ကောင်းမှုပြုတယ်ဆိုရင်ဒါလူပြန်ဝင်စားတာပဲလေကောင်းမှုကုသိုလ်ပြုတဲ့အတွက်ကြောင့်လူပြန်ဝင်စားကြတယ်ကောင်းတဲ့ဘုံပြန်ရောက်တယ်ပေါ့လေ တင်ပါပဲ အချို့ချို့ဘာသာတွေမှာကျတော့ဒီလိုမရှိဘူးလေအဲကြောင့်မို့ဒါသူဒီဒကမလေးကတက္ကတော်ရဲ့အသိဘဝကသမီးဒီဒကမလေးကုသကံထူးလို့လူဘဝကိုပြန်လာတာလေအဲ့ဒါကုသိုလ်ကောင်းမှုတွေပြုဖို့ကုသိုလ်ကောင်းမှုဆိုတာကုသိုလ်ကောင်းမှုပြုဆိုတာလူဘဝကိုပြောတာမဟုတ်ဘူးဘုန်းကြီးတို့ဒီလပဲစောက်တီဝိပဿနာဘာဝနာတွေပဲပွားများအားထုတ်เนาะဒါတွေကိုဆိုလိုတာပါတချို့ကျကုသိုလ်ကောင်းမှုလို့ပြောလိုက်တာနဲ့လူကတန်းနေလို့ထင်ကြတာเนาะဒါဆိုတော့ပြီးတဲ့ ရှင်ပြူတဲ့ခါကိုလည်းကိုရင်ကြီးနဲ့ကိုရင်လေးကိုရှင်ပြူတဲ့ခါလဲသူကတပိတ်လေတင်ကားမရွေးရတယ်ဆရာ ဘလို့လဲဖုန်းနားမလဲ သူကတင်ကားမသူကအမိခင်နေရာမှာတင်ကားမရွေးခိုင်းတာတပြေတော့ တင်ကန်းရွက်ခိုင်းလိုက်တာ တင် เนาะ ပါဗျာ ကဲဒကမလေးမှာအဖေနဲ့တွေ့ရတော့ဝမ်းတာလား ဟုတ်တယ် အဖေကိုဘာကတ်ချွဲပြီးပြီလားဘာမချွဲရဘူးလားမကိုရင်နေကရောကိုရင်နဲ့မှတွေ့ရပြီလေစကားပြောနော်နော်ကိုရင်နဲ့ရောစကားပြောနော်စာအသိဘွားကအမပဲဒါပေမဲ့ဒီဘွားမှာတော့ကိုရင်နေရဲ့ဒကမလေးဖြစ်နေပြီဟုတ်ပြီလားနော်ညီမပေါ့ကိုရင်ကတော့ဒါအမတတ်တော်မှာပေါ့ဘွားကျတော့ညီမတတ်ဖြစ်မှာပေါ့ဟောကုလိုကောင်းမှုပြုလို့ရင်တဲ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာအယူမှာတော့ကောင်းတဲ့ဘုံဘဝလေးမှာကောင်းတဲ့ဘုံဘဝလေးမှာပြန်ဖြစ်တယ်လေနော်ဒါလည်းဘုန်းကြီးကကြည့်ရှုတဲ့ပြိတ္တတွေကိုသိစေခြင်းလို့ပါခုနာမည်ကြီးဖို့ဘာဖို့လို့မဟုတ်ပါဘူးတချို့ကျတော့ဒီလိုတွေအယူမရှိတဲ့ပုံကိုယ်တွေကျတော့ဟုတ်ပါမလားအဲ့လိုထင်တယ်လေအဲ့တက္ကမလေးဗမာနေတာလဲ ကစင်ကြီးမွေးကတိကျွေးတာကတိဘုံလုံးကျောင်းတယ်ပညာသင်ကြီး အခုဘယ်နဲ့တန်းရောက်သွားပြီလဲ ဆယ်တန်း ကျွန်တော်ဒီနေရာမှာပြောချင်တာကတော့ဗောနော်လူဝင်စားတဲ့ဆိုတာဖြစ်နိုင်လားဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဒါလုံးဝဖြစ်နိုင်နေဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဒီဘဝမှာကွယ်လွန်သွားပြီးတော့လူပြန်ဝင်စားတယ်ဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့အတိုင်းပဲဒီလိုမျိုးဟာဒါလုံးဝဖြစ်နိုင်ကြီးလုံးဝအပြည့်အဝရှိတယ်ဗောနော် 10တန်းရောက်သွားရင်တော့ မ ဒကမလေးအသိဘွားကနာမည်လေးသိသေးလား အတူတော့ဝတ်တယ်ဗျာထက်ထက်ပဲကြည့် အတူ ထက်ထက်လိုပဲတည်ရဗျာ ဟုတ်လားတကတော့ တင်ပါပဲထက်ထက်ပဲပေါ်တာတပြေတော့ ဩတကတော့ဟိုကလည်းထက်ထက်ပဲခေါ် ထ တာ က်ထက်ပဲပေါ်တာ ဟောအဲ့ဆိုသူအိတ်ထက်ထက်လည်းမှတ်မိတယ်နော် တီးရတယ်တပြေတော့ကအဲ့လိုတီးနေတဲ့ခါကျတော့အရင်တော့ငယ်တုန်းကနဲ့သူပြောလိုက်ပြီးဆိုဖျားလုံးအာဂျင်လို့တပြေတော့မီးတော့တာပဲ သူကဖျားတယ်နော်အခုအဖေနဲ့လည်းမတွေ့ရပြီရွှဲအောင်နော်ဟောမှာမောင်နေမောင်ကိုရင်လို့ပဲပြောတော့မယ်လေနော်နော်ဒီဘွားမှာတော့အကူပေါ့မှာတွေ့ရစကားလေးပါလေးပြောဟုတ်ပြီနော်မပါပဲပြကြည်ရတဲ့ပြိတ္တတွေလည်းဒါသူတို့အတွက်ကုသိုလ်ကောင်းမှုတွေဒီလိုပြုလုပ်ရင်ဒီလိုကောင်းကျိုးတွေရပါလားဆိုတာသိရှိသွားတာပေါ့အဲဆိုတော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာအနေနဲ့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာကံကံရဲ့အကျိုးကိုပိုလို့ယုံသွားတာပေါ့လေနော်ဒါကတော့ကိုအဲ့ဒီအတွက်ဘုန်းကြီးကဒါလေးတင်ပေးရခြင်းဖြစ်ပါတယ်ကြည့်ရှုကြ အ တဲ့ ကြောင်းကိုမေးရင်နော်ဖျားတယ်တဲ့ ဧတောဘောကဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလူငယ်ဆန္ဒပြေဝကြပါစေထို့လုံးပါဘုန်းကြီးတက္ကမလေးနာမည်ဘယ်လိုခေါ်တာလဲလိုင်းပေါ်မှာသူများတွေကလေးထားတယ်နာမည်ဘယ်လိုခေါ်တာလဲတဲ့ပြောပေးပါတဲ့ကဲနာမည်လေးပြောလိုက်ပါဦး နတ်ဆု နာမည်ဘယ်သူ နတ်ဆု ဟမ် နတ်ဆုမေ နားစုမေကဲနေတဲ့ဒီနေတီနေရဒေတာလေးလည်းပြောလိုက်ပါဦး ကချင်ပြည်နယ်မွေးမြူနယ်ကတိကျွေးပါ ဟမ် ကချင်ပြည်နယ်မွေးမြူနယ်ကတိကျွေးရ ကာတူကြီးဝါ အချင်းပြည်နယ်ဘက်က ဘုန်းကြီးရှင်မနေတာရောပျော်ရဲ့လားစာတွေရောလိုက်နိုင်လား အဲ့ဒီမှာ အေးစာကြက်ချိန်ကြရင်စာကြက်ဟုတ်ပလားနားချိန်ကြရင်လည်းနားပေါ့ဟုတ်ပြီလား
စာယူရဲလည်းမဟုတ်ဘူးလေစိတ်ကိုလည်းအပန်းဖြေရတယ်စိတ်ကိုလည်းပါတယ်လေအပန်းဖြေရတယ်စာယူရဲတဆဆဆိုရင်လည်းစာနဲ့ပတ်သက်လာရင်ဒါစာတော့ဗများလည်းညောင်းညရတယ်လေစိတ်ကိုလေအာဟာရပေးရတာပေါ့ခဏခေတ္တနာပြီးရင်စာလုံးပေါ့နားကျင်ကြရင်နားပေါ့နော်အဲ့ဆိုတော့ကျမယူလည်းပြုဆိုင်ဟိုမှာခုနကတော့ဘုန်းကြီးရဲ့တပည့်မလေးဆေးတောက်တော့ငိုတာတွေ့ရမလားအဲ့ဒီငိုတဲ့ကလေးမလေးဟာတက္ကမလေးနဲ့ဘလို့တော်ကြတယ်လဲဘလို့တိကြတယ်လဲဟုတ်တငယ်ချင်းနေလားတဆောင်နဲ့နေတာလားဟိုကျောင်းမှာတဆောင်နဲ့တခန်းနဲ့တက်တာလား तू ကဘာတန်းလဲဘာအခန်းလဲဘောကကန်းသမီးလေးရောတက္ကမလေးရောဘောကကန်းမယ်နော်ဘုန်းကြီးရဲ့ဟိုကျောင်းသားလေးတွေရောရက်တက်နိုင်လို့ကျတော့ဘောကကမ်းမယ်နော်တူတူပဲနော်ဘောကကမ်းကြီးပဲဘယ်နှစ်ယောက်လဲဘောကကြီး9ယောက်ရှိတယ်နော်ဘုန်းကြီးတော့မသိဘူးဘုန်းကြီးတကြီးတွေဘယ်ခန်းတက်လို့တက်မှမသိဘူးစာလေးကိုစူးစားစောစောခုနကြရင်အိတ်တော့ဟုတ်ပြီလားခုနတော့နေဘောစောစောအိတ်ခေါင်းနောက်ကျမှအေးချင်းခေါင်းမူးတယ်အေးမောရယ်နော်တောင်းသားဆိုတော့စာကြည့်ရတယ်အိတ်ကမေးရတယ်ဆရာမကဘုန်းကြီးရှိမှဟွာတွေပန်းနေငါဟာရရဲ့လေအဲ့ဒါတိလားတစ်ခွတွေငါဟာရရဲ့လေကြားတော့ကြားမိတယ်ဟမ်ကြားတော့ကြားမိတယ်ကြားမိလားဘုန်းကြီးဒီအာဘူးရှာဘူးလားတိုက်မှာဆိုတာကျောင်းသားတွေတိနေပြီလားအထက်ကနေကကျောင်းသားတွေပြောတာပြောခိုင်းတယ်ဘယ်လိုပြောတာလဲငါတို့ဆရာတော်ဘုရားကအာဘူးရှာဘူးအထက်ကနေအကုန်လုံးလာတိုက်မှာလို့ပြောတာလားပြောတာဘာပြောလဲသူတို့ကပြောတယ်ဗျာပြောတယ်ဗါလဲတောက်ရှင်လာအာဘူးတောက်ရှင်လာအာဘူးရှာဘူးတောက်ရှင်လာအေးအဲ့ဒါဘုန်းကြီးတိုက်ပါလေ10 သိန်းလောက်တော့ကုန်မှာပေါ့ကွာနော်အာဘူးရှာဘူးကျောင်းသားကြီးပဲအထက်ကနေမှာကျောင်းသားဘယ်လောက်ရှိလဲဟဲ့အထက်ကနေမှာကျောင်းသားဘယ်နှစ်ယောက်ရှိလဲ1000လောက်ရှိမှာနော်1000ကျော်နေလဲကျော်မှာဟုတ်တယ်မလားအေး1000လုံးကိုတိုက်မှာလေဘုန်းကြီးကုလိုတပ်ပြုမှာလေနော်အေးကဲစာစူးစားနော်ကဲဟိုတတိရတဲ့အချိန်တစ်ခေါက်ဆိုတတိရတဲ့အချိန်မိုင်းလိုပဲနေတယ်အဲ့ဒါတကယ်တနာခါကြောင့်နေပါတယ်ကတော့တယ်ဟောဒါဆိုတကမကြီးမြေတာဆိုသူကလူဝယ်စားတည်ကြတယ်ပေါ့ရဲ့ကစားတဲ့ဥပခလေးတွေသူတို့အိမ်အောက်မှာတွေရှာတယ်ဗျအဲ့ဒါဟိုသူရဲ့အမေသူကအတိတ်ပြောင်းဝင်ခဲ့တယ်ဘဘွားကအဖေရပါလေဟုတ်တယ်ဘဘွားရဲ့အဖေကျတော့နာမည်ဘယ်လိုခေါ်လဲတော့ခစီဝဲနဲ့လက်သမီးလေးဘာလာပြန်လိုက်အောင်သူမင်းပေါ့အဖေနာမည်ကိုပြီးတာပေါ့ဘဘွားကအဖေလားဗျဟုတ်တယ်ထိုးပါတယ်အမေနာမည်ကျတော့ဒီကလေးမလေးရဲ့နာမည်ကတော့ခစီဝဲနဲ့တော့ခစီဝဲအဲ့သူတို့လည်းတည်တာပါဆက်ဒီမေခုချိန်ဒီတို့လည်းတိုင်ဝတ်ရှိတာပေါ့အဲ့ဒီအဘွားကအမေနဲ့တော့အဆက်အသွယ်ရတယ်ပေါ့လေရတယ်ဗျာဒီဘွားရဲ့အမေကျတော့အဆက်အသွယ်မရတော့ဘူးဗျာလုံးဝလည်းသူတို့ဘက်ကမဆက်တွေ့ဘူးအာမထွက်သွားကြတယ်ဘာမှမကြားတော့ဘူးဗျာအဲ့ဆိုဒီရဲ့မြေးတွေအတွက်တက္ကမကြီးဒီကမြေးတွေအတွက်တက္ကမကြီးတောက်တာဝန်ယူနေရတာတင်ပါဗျာတပည့်တော်ဘောလုံးတာဝန်ယူရတာနော်ဝိစာတွေလုပ်နေရတယ်အဲ့ဒါကြောင့်တပည့်တော်ကအခုသူ့ဟိုမှာထားလိုက်တာကတပည့်တော်ကအခုတကယ်ခဲနေပါလေတင်ရမှာလေတပည့်တော်တယောက်ခဲမှုအဖြစ်ခဲတွေရှိတာမို့အဲ့ဒါကြောင့်မို့မပြန်ခိုင်းတာဗျာဒါကြောင့်မို့ဘုန်းကြီးရှိမှသူကဒီမြေးကိုလာအပ်တာလားတင်ပါဗျာတခွအပ်ပြီလားအပ်ပြီဗျာဘုန်းကြီးရရင်ကိုရဲ့ဒီရက်ချရက်ဖုန်းတို့ကြည့်နေတာချာအဲ့ဆိုတော့ဘုန်းကြီးရယူမဲကြံတော့တာပေါ့ဘုန်းကြီးရယူမဲကြံတော့တာဗျာဟိုမှာဘာကြောင့်ထွက်ခဲ့ရလဲသူကဘာလို့ထွက်ခဲ့ရလဲဟိုမှာအဲ့လိုပဲဗျာသားရတောက်ရတာလည်းအဆင်မပြေဘူးတဲ့အာကြီးမွန်းကြတယ်တဲ့အဲ့လိုပြောတယ်ဗျာဖုန်းအဖွားတဲ့ထမင်းမချက်ပေးနိုင်ရင်လည်းဖုန်းရဲ့ကျောင်းကထမင်းလေးထုတ်တယ်ကွာဒီကပဲသွားတော့မယ်တဲ့အဲ့လိုပြောတယ်ဗျာသူညီမလေးကရတယ်လေဘုန်းကြီးကဘာဖြစ်လဲဘုန်းကြီးကလည်းဟုတ်တယ်မလားကိုကြောင်သားတွေကြောင်တွားရင်ကြိုက်နေပြီကြောင်ပြက်မှာပဲဘုန်းကြီးကစိတ်ပူတာကြောင်မပြက်ဖို့ပဲနော်ကြောင်တော့မပြက်စီနဲ့ကြံတာဘုန်းကြီးအနောက်ကနေလို့လှုပ်ပေးလို့ရတယ်နော်အဆင်ပြေအောင်ကြံတာတွေအကုန်လုံးလှုပ်ပေးလို့ရတယ်ဟိုထိန်လင်းကိုဘုန်းကြီးပြောသလိုပေါ့အเจ้าမှာခွဲကြီးခွဲတန်းနေလဲဒါဘုန်းကြီး
ပေးမယ်เจ้าကမပြတ်စီနဲ့ဆိုလို့မင်းလည်းပဲအဲ့လိုပဲတေချာလေးเจ้าကိုတော့မပြတ်စီနဲ့နော် ဆရာတော်ဘုရား သူ့ရဲ့ တော်ကြီး ညီမ တော် နဲ့ ကောင်းနေဗျာနော် ဒကမကြီးမြေသူ့ရဲ့ညီမနဲ့သူနဲ့ဘယ်ကပြောကောင်းတယ်လဲ ဘာဟာအတူတူကဆိုးတော့မဆိုးပါဘူးဗျာ အဲ့ဒီလူဝင်စားဆိုတဲ့ဒကမကြီးမြေကသူလည်းစူးတာပဲလား တင်ပါဗျာ သူလည်းစူးတယ်ပေါ်ပြီအာပေါ်ပြီ ဗျာဘာဟာအတူတူပဲပြောလို့ကတော့ အဲ့အလဲကမြေကြတော့ ဘာလဲဗျာ ဒီမှ ဒီပြောမှာဟောတကယ်လည်းမဆိုးဘူးဗျာ အတူတူပဲနော် အတူတူပဲ အဲ့ဆိုတော့ဒကမကြီးက ဒီတော့ကိုလို့တော့ချစ်သေးတယ်